လက်ပြန်နေတရောင်းနေပါတယ်ဟလားဟာသမီးလားသမီးမင်းသမီးလားသမီးတာခေါ်တာပဲပလာတာ200လောက်ရှိတယ်မင်းမျက်နှာလေ ဆိုင်ရလဲစေကစီနဲ့ ဒါဒီမလားအဲ့တော့မင်းသမီးဒါမင်းသားမင်းနဲ့တွေ့မှာမင်းသမီးသူပဲစိုးတော့မတင်ရသေးဘူးခွေးကနိုင်မြည်ခြင်းနေတယ်ဒါကြောင့်ရိုက်မဲ့ဇက်ကားလေးကတစ်ချိန်ကကောလိပ်ချင်းနေဝင်းနဲ့မေမေဝင်းတို့အကယ်ဒမီရလိုက်တဲ့ဟာဘင်လာတင်နင့်မေပင်လာတယ် ဟိုအောင်တင်ဒီမှာလေးပြောရမယ်ပထမအခန်းမှာအကိုကြီးရဲ့ညောင်ချီမြို့ပြန်ပို့ပေးပါလားယင် ညောင်ချီမြို့ပြန်ပို့ပေးပါလားယင် မင်းသားပြောမယ်ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြဝင်းဒီပြန်မယ်ဆိုတဲ့စကားကိုကြားတဲ့အကိုကြီးရင်မှာခံစားပြေမာဓမြတိုက်တုံးကလည်းမမြဝင်းတို့မိမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါအများကြီးနော်မရနဲ့ရစရာအဲ့ဒါမှအကိုကြီးမကြိုက်ရင်မပြောတော့ပါဘူးကိုကြီးရဲ့အဲ့ဒါမှမင်းကဝမ်းသာလိုက်တာမြရဲ့ဆိုပြီးဇွတ်တနာစိတ်တွေလုံးကြွဇွတ်ဘာမှမလုပ်ရဘူးတန်းဇွတ်တာပဲရိုင်းမယ်5 4 3 2 1 go အကိုကြီးရဲ့ညောင်ချီမြို့ ဘာပြောရလဲလို့မင်းတို့ထူခိုင်းတယ် မသူပြောလို့ပြန်လို့5 4 3 1 go အကိုကြီးရဲ့ညောင်ချီမြို့ပြန်ပို့ပေးပါလားယင်မင်းတို့ဘယ်သူကရီတိုင်းလဲမင်းတို့ဘယ်သူရီတိုင်းလဲမရီနဲ့ကောလိပ်ချင်းတွေရရီတယ်ကောလိပ်ချင်းတွေမဟုတ်မင်းကကောလိပ်ခင်လိုက်မင်းကမူလာတန်းခင်လိုက်5 4 3 1 go အကိုကြီးရဲ့ညောင်ချီမြို့ပြန်ပို့ပေးပါလားယင်အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏမပြောပါနဲ့မမြဝင်းအတိပြတ်မဲ့ဆိုတဲ့စကားကိုခဏမပြောပါနဲ့မမြဝင်းအတိပြတ်မဲ့ဆိုတဲ့စကားကိုဒီလားတွေလမ်းနေတယ်မင်းကကျွန်တော်နောက်လုံးမေ့နေလို့ဩပြီတလုံးနဲ့ဩပြီမြို့မယ်မေ့နေတယ်တလုံးနဲ့ဟုတ်တယ်ပြန်လို့တလုံးနဲ့ပါမမြဝင်းမလိန်နဲ့3လုံးရှိတဲ့ခေါ်ပြန်လို့5 4 3 2 1 go တကယ်တော့3လုံးပါမမြဒီပြန်မယ်ဆိုတဲ့အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏမပြောပါနဲ့မမြဝင်းအပြင်မှာမမြဝင်းတို့ဓမြတိုက်တော့လဲမင်းမသားတွေကြီးပဲဆိုပြီးအကိုကြီးမရင်းမဲ့ကျင့်ခဲ့တာလမ်းစိတ်30ယူတာ30ကဘာလို့မရင်းကျင်တာဖီးပဲသွားလိုက်တာမတန်းငါပြီးဖို့တော့အဲ့နာမထိုင်နေမင်းသမီးရအားနာတာနော်ပြန်လုပ်လိုက်ပါဖိုင်မကြည့်ဒိုင်တောင်ကြည့်ဟုတ်ဘာကောင်မှမသိတောင်လို့မြောက်လို့အကိုကြီးရဲ့ညောင်ချီမြို့ပြန်ပို့ပေးပါလားယင်ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြဝင်းပြင်မှာတမျက်တိုက်တော့လည်းမမြဝင်းတို့မိန်းမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါကိုကြီးမကြိုက်တော့မပြောတော့ပါဘူးဝမ်းသာလိုက်တာမြရဲ့မမီလားမမီတယ်အေးချာမမီလားမမီတယ်မမီနောက်တစ်ခါပြောင်းရိုက်နောက်တစ်ခါကျွန်တော်ဆွဲလိုက်မယ်လေမဆွဲနဲ့နောက်တစ်ခါပို့ကောင်းတယ်မင်းသမီးကဟိုဘက်လက်နေမယ်မင်းသားပခုံးပေါ်လက်တင်မယ်အတန်နားတော့နော်ဒါဘာလို့လဲရင်အကိုကြီးပါမြရဲ့အကိုကြီးဘယ်လျှောက်သွားနေတာလဲရင်အကိုကြီးမြစားဖို့တောက်ဖို့အတွက်တောထဲမှာတစ်သီးတွေသွားရှာနေတာပါမြရဲ့ဝမ်းသာလိုက်တာအကိုကြီးရဲ့ပြောတာ ਨੇ ဇွတ်ဒီကကျွန်တော်ဇွတ်မယ်နော်ဆွပြီလာပြီနော်ဟုတ်ကဲ့အတန်နော်လာပြီ5 4 3 2 1 go အဲ့ဒါဘာဖြစ်တာလဲဒါအတွေ့အကြုံမရှိလို့မင်းရက်ခွက်ကညီးတောင်ချီနေရပြီအတွေ့အကြုံမရှိဘူးညီးတောင်ချီနေရပြီအတွေ့အကြုံမရှိဘူးဒီအမှုပေါ်မင်းက6လုံးမျိုးခံရမှာရလို့5 4 3 2 1 go ဖို့ပါဆိုမဖို့တယ်ဒါအခုတလောအဲ့ဒါလေးတွေကရင်းတွေ့အချိန်ပြည့်တွေ့တာပါမင်းက5 4 3 2 1 go ပြန်လို့ဒါဘာတူလဲယင်ဖေပါသမီးရေအကိုကြီးပါများရဲ့ငါသမီးလေးကိုတတိယတတိမရနဲ့ပြန်လို့ဒါဘာတူလဲအကိုကြီးပါဗျာသူ့တန်နဲ့တူအောင်လုပ်လိုက်ကြမကြီးနဲ့နင်တို့ကြီးတော့ဘယ်ရလူတွေကအားပြတ်တယ်အဲ့ဒီအထင်သေးလို့ရည်တယ်လို့ပါလို့ဒါဘာတူလဲအကိုကြီးပါများရေအကိုကြီးပဲလျှောက်သွားများလေကိုကြီးလေတော်ထဲမှာညစောဖို့တုတ်ဖို့ဒါရှိစားဖို့ရှားလိုက်ပါလို့အေးပြဲမပြီးဘူးကျွန်တော်ကမင်းပြောသလိုတီရှူးတွေပဲအလိမ့်လိုက်ဝယ်ပေးတာမလို့သွားဟောပါဆိုဒိုက်တာမပြရင်ငါပြီးဖုတ်တောင်နေကြအဲ့ပါနေအာနာတာမင်းသမီးရဲ့နော် sorry ပါဒါပြီ5 4 3 2 1 go ဒါဘာတူလဲအကိုကြီးပါမြရဲ့အကိုကြီးပဲလျှောက်သွားနေရလေကိုကြီးတော်ထဲမှာမြစားဖို့တောက်ဖို့အတွက်တတိတွေသွားရှာမလို့ပါအိုးဝမ်းသာလိုက်တာအကိုကြီးဇွတ်နာဘူးမနောက်နဲ့မမီလား မမီတယ်ဒေချာမမီလားအကုန်မမီတယ်မမီနောက်တစ်ခါပြောင်းရိုက်မယ်
များသွားပြီ များသွားတယ် များသွားပြီမလို့တော့နောက်တစ်ခါအမှုအရာမပြနဲ့တော့ငါလုံးမယ်စကလုံးမဲ့တင်ပြီးတော့ အမူအရာပြတယ် မင်းကြီးပဲဇွတ်ငါကိုတစ်ခါမဇွတ် ရတယ်အမူအရာ तू ပြောတဲ့တခါအားလုံးကြားရနော် तू ပါ तू လုံးမယ်တဲ့ကျွန်တော်ဝင်မပြနဲ့လေရတယ်နောက်ဆုံးခန်းရိုက်မယ်နောက်ဆုံးခန်းမှာဘိုးအောင်လေးအရက်မူးလာမယ်အရက်ကိုကြိုက်လို့တောက်တယ်လူစိတ်ပြောတယ်လို့တောက်တယ်လူတောက်ပလိုက်ပဲအရက်များများဟာ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 ဒီအကူကြီးမင်းတို့ကဒီရက်တွေကိုတောက်ဘူးလို့တော့ဘိုးတော်ကမတောက်နဲ့မင်းကိုစိတ်နာလို့တောက်တယ်ဟင်းအကူကြီးမြောင်မင်းတို့ကကန့်ပြောဘူးလို့တော့ဘိုးတော်ကမပြောနဲ့မင်းကိုစိတ်နာလို့ပြောတယ်အဲ့ချိန်မှာမင်းသမီးကပြောအောင်လေဆိုပြီးတော့ဘာကို18ချက်စိတ်ရိုက်မယ် ဟာဒီခန်းလေးတော့ဆရာပဲသိရဆောင်ကြလဲ ငါလည်းပဲဒီလောက်ညံ့မယ်မထင်ပါဘူးကွာကိုပါတော့ကိုကြည့်ချက်လုပ်လိုက်ပါ မမေလက်ခေါ်ပါ ညီမလေးပါရိုက်တဲ့ခါအတကုံရိုက်နော် ဟင် ပါကွဲရုံနဲ့မဟုတ်ဘူးအတကုံတွဲတဲ့ခေါင်းကြီးပြက်ပြက်တော့ပါသွားပါစေသူ့အိတ်ထဲမှာခေါင်းအပို3လုံးပါတယ်သူတို့ကခေါင်းမျိုးတွေ သူ့တူမလေးကိုစခိုင်းတာ ရပြီနော်ညီမလေးရိုက်ညာလဲနဲ့ရိုက်တော့ဘယ်ဘက်လက်နဲ့မရိုက်နဲ့နင်တို့ဘယ်လက်ကငါပြီးဟိုးနိုင်စားဟိုးနိုင်နော် ဟုတ်ပါရဲ့ငပိလောက်လည်းမနောင်စားလောက်လည်းမငံမအောင် ချာမယ်နော်အတကုံနော်5 4 3 2 1 go အကိုကြီးဘယ်လျှောက်သွားနေရလဲ ဘာမှတော့မစိုးသေးဘူးနေရာလေ တောက်ထိတ်ကပိတ်ထားတယ် တက်ချက်ပဲတော့ဘေးပေါက်ကတော့ပန်းထုတ်ပလိုက်တော့5 4 3 2 1 go အယောမကြိုက်လို့မတောက်တော့ဘူး တောက်တယ် တောက်ရင်လုံးလိုက်မယ် လုံးပါစေလုံးပါစေ အဲ့ဒါစိတ်ပြောတယ်လို့မတောက်တော့ဘူးလုံးလိုက်မယ် လုံးပါစေ သူ့အကြောင်းကသိတယ် လုံးပါစေ မိုးပြေကိုဒီလိုလုံးလို့မရဘူးမိုးပြေကိုဒီလိုလုံးလို့မရဘူး အဲ့ဒါမင်းတို့ကဒီမှာရိုက်နေတာတော့အနောက်ပေါက်မှာမဟုတ်ဘူးသိချင်လို့ ယောကြိုက်လို့တောက်တယ်လူစိတ်ပြောတယ်လို့တောက်တယ်လူတောက်ပလိုက်မယ်အယများများဦးငငယ်ငငယ် ကိုကြီးရက်တွေတောက်လာပြန်ပြီလား ဝဒါဝဒါဝဒီဝဒီဝဒါဘိုးတို့ကဝဒါဝဒါ ပြောင်ပြော ပြောင်းပြောရင်ရိုက်လိုက်မယ် အေးအောင်ပြောင်ပြော အေးဘယ်တော့ရက်တွေတောက်ဘူးလို့လဲ ဟိုတော့မတောက်ပြီနဲ့အခုလည်းမတောက်ဘူး ဟုတ်တယ် လုံးလိုက်မယ် မင်းသမီး तू ကလေအရက်ရိုက်မှုနေတော့ तू ပြောချင်တာပြောမှာမင်းကိုကရိုက်ဆရာရှိတဲ့16ချိန်ပဲရိုက် ဟာမဟုတ်လေ ကိုကြီးထိမ့်မိတာ မဟုတ်လေဟဲ့မကြတဲ့ဝဒါဝဒါဝဒီဒါရှိုက်ပါမရဲ့ရဲလိုက်စမ်းပါမြတ်ရဲ့မြတ်မချင်တဲ့ဘေးဦးဆိုရင်အကိုကြီးမြတ်တော့ဟောဒီမှာတစ်ဖက်ချင်နေတယ်ရိုက်လိုက်စမ်းပါမြတ်ရဲ့ရိုက်လုံးကလုံးကလား မင်းပထွေးရထိတာကွာ အော်မသိချစ်တော်တရှင်ပေါင်းတို့ခင်ဗျာကျွန်တော်ဂီတဆာဆိုခင်မောင်ဝင်းရေးသားစီစဉ်တင်ဆက်လိုက်တဲ့လက်ပြင်းကြငုတ်တို့ဆိုတဲ့ဇာတ် ပြင်းမငုတ်တို့ပြင်းမငုတ်တို့ ကဲ မိုးပြေကိုဒီလိုတော့မလုံးနဲ့ မဟုတ်ပြီ ဟေး ကဲသမီး ဟုတ် ဟောခုနကတော့လက်ဆောင်လေးပေးထားတာရှိတယ်သမီးတို့နော်ခဏလေးအမဘယ်ရောက်လဲထုတ်ပေးမယ်ဆိုဘယ်ရောက်ပါလဲဩ လာပါလာပါလာပါဦးချိန်ရစားပြီးတော့လက်ဆောင်ပစ္စည်းတွေလက်ခံနေတယ်နော်မပြန်ခင်လာပေးတော့ပြန်တော့မှကိုခင်လိုက်တို့ကိုတိန်းအောင်တို့မိုးပြေမောင်တို့ရော့ဆိုလို့ကတော့ မယူဘူးလား အားဆောင်ယူသွားမှာ ဆက်မနိုးပဲဆောင်နေမယ် ကဲခုနအထုပ်ကလေးအထုပ်ကလေး ပေးမယ်ပေးမယ်ဟောအမလာပြီလာပြီလာပြီ ဟော ကျွန်တော်တို့လည်းညနေတုန်းကနော်အာ ကျွန်တော်တို့ တကယ်ချင်းတယောက်ကို ကနေပြီးတော့ အဲ့ပိုးတယ် မတ်တူမတ်ကျူညီအမ နော် ရွှေမြိုင်ပိုးတယ်ဆိုင်ရနေ ပစိုးတယောက်တည်း ကျွန်တော်တို့အိမ်ခေါ်သွားတယ် ဟုတ်တယ် အိမ်ခေါ်ပြီးတော့လူလေးလေးမရှိအကုန်လုံးပစိုးတွေပေးတယ်ပစိုးတွေတေချာဖြန့်ကြည့်တော့အထက်စင်နေနဲ့အလကားနောက်တာပါတကယ်ပေးလိုက်တာပါကျွန်တော်ပိုးခင်လိုက်ကို AIDS ကဲသမီးဒီဇိုင်နာကိုမျိုးလန်ကသမီးတွေတဲ့ဘရာစီယာနှစ်ထဲနော်ဝစ်စုံလေးနောက်ပြီးတော့ကျွန်တော်တို့စိန်ဝေဖူးဖိုးတဲ့ကလည်းပစိုးထဲစီပေးသေးတယ်ဒီနေ့ပစိုးနဲ့ထဲစီရတယ်နော်ကဲသမီးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်မွန်ပြေအခုလိုစကိုင်းမျိုးကြီးကိုတကယ်ကိုထူးခြားလာတဲ့ ထူးခြားတဲ့ပွဲပါ စကိုင်းနှစ်900ပြည့်ပွဲမှာမွန်ပြေတို့အမှုပညာနဲ့ပါဝင်ခွင့်ရတဲ့အတွက်လူချင်းမင်းများအားလုံးကျေးဇူးတင်တိုက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်လို့ အေးဒါပြင်သမီးကပြက်ဆက်ကအောင်ဟုတ်တယ်မအော်ပရာကြီးကအောင် အဲ့တော့မွန်ပြေကဒီမွန်ပြေလေးအောင်ကနေပြီဆိုတဲ့ချင်းလေးနဲ့ မုတ်ပြစ်လေးတောင်ကနေပြီ မွန်ပြေရင်နဲ့မိသွား ဟုတ်လားမုတ်ပြစ်လေးတောင်ကနေမဟုတ်ဘူးလေ အမင်းမြတ်တာတဲ့ အေးမင်းဘလောင်းမလဲနဲ့ဟုတ်လားကဲသမီးပြိတ္တတွေကတောင်းမှန်နေပါတယ်မိုးပြမတ်တက်ရက်ပြပါတဲ့နော် မတက်ရက်နေလေ ဟုတ်လားဟောရင်မသိမတ်တက်ရက်နေမှာကဲဟုတ်ပြီ ပြိတ္တကြီးကိုနှုတ်ဆက်ပါမယ်ရှင် အေးဟုတ်ပြီသမီးကဲ မိုးပြေငယ်ငယ်ဟိုးစင်ခါချုံမိုင်မိုင်ကကွေအမေပီတီမိုးပြေ
ဟုတ်ပါ အေးအေး ဆရာနဲ့အခါနီးနီးပရခံအမေမြတ်တာနားလေးလာရကျိုးစားလို့ကြကြမ်းမှတ်တာပင် အေး ချီခေါင်းသာဘေးညာပြောင်းကောင်း ခေါင်းနဲ့ကိုလိုက်ပါ မင်းသမီးတို့တက်အပ်ရင်တပည့်ရဆက်လက်ခံတင်ယူကြစမ်းတပည့်ဆရာကတင်ကြခဲ့တာကိုကဆလိုက်တကယ်တွေ့တဲ့ခொနဲ့ထွေအကရဲ့လေ ဟုတ်ပါမပြေဟေးဟေးဟေး အပြိုတော်ကြီးရဲ့ဘလို့ချက်ကဟန်မူတရံမတူပြန်တငယ်တော်လေးရဲ့ချစ်စရာကမူတရံမတူပြန် ဟုတ်ပါ ဝဲပြေအမောပြေလက်ကုပ်တန်လေးချင်းပြပေးပါအောင်ဗျာ ခေါင်းတော့ကားရဲစုံ ဟဲ့လေ စီတီကာကတော့မကျူလားလူယုံမောင်ထွေးမကျူလားလူယုံမောင်ထွေးချွေပူမြင်းရဲ့လေးခွာပါရှာတာပြင်းတယ်လေချွေပူမြင်းရဲ့ခွာပါရှာတာ ပြင်းတယ်လေ ရှုပ်ပြောင်းရှုံမဲ့ထောက်စားမကြီးစိတ်မင်းနိုင်ကမောက်ကမတီးမိုးပြေးကလေမြောက်ပါကြီးသွေး ဟုတ်ပါရောက်ပါလေ ဟုတ်ပါ သူပြောင်းလာချီဘလူးကြောင်ဟာတီ ရေဝရခ ရေဝရခ အော်က တိုင်းမရှိစိတ်ရုပ်အကပါတယ်ကျမတို့ရဲ့သဝိဆရာမဟုတ်ဒီထွေကပြလိုက်တာကအဟောင်းလေးတွေပြရင်ရုပ်ကြီးစီကဒီလိုရှိ အယုတ်ကလေးလူကတော့အယုတ်လုံးအယုတ်ကတော့လုံးလုံးဟဲ့လူမယုတ်ဘာလို့နိုင်စမ်းမနေ့ပြန်ငါးတက်လုံးနဲ့ အမေ